ညီလေးရေးထားတာလေ reply ပြန်မေးခြင်းလို့ပါနော်သူရေးထားတာတန်သွားတာတဲ့အခုရောင်းနေတဲ့ဆိုင်ရှင်နဲ့သူစီကဝယ်ပြီးတဲ့ရောင်းရမရောင်းရတဲ့ရောင်းကောင်းမကောင်းတဲ့ဝယ်ရောင်းတဲ့သူကတဲ့ပထမစိတ်ညစ်ကမယ်တဲ့သူများစီကအကျွေးယူပြီးတဲ့ဝယ်ရောင်းရင်နဲ့အတိုးတွက်နဲ့တွက်ရင်သွားပြီးတဲ့ပစ္စည်းတွေဒိတ်ကြော်နေတာတော့စီကြီးစော်နေနေတာတော့ဖြစ်နေလို့ရှိရင်တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ရောင်းပေးလို့ရှိရင်မစိုးပါဘူးတဲ့ဝယ်မဲ့သူတွေတဲ့တတိလေးထားပြီးတေချာမေးပြီးမှဝယ်ကြစေလိုပါတယ်တဲ့ပြီးပြီးတော့စီးပွားရေးလုံးမရဘူးဆိုတော့ညီရေးထားတာလေးကိုပြောရမယ်ဆိုတော့ကို၄ပိုင်းလောက်တော့ခွဲပြောပေးရမှာပေါ့နော်၄ပိုင်းလောက်တော့ပြောပေးရမှာပေါ့တစ်ချက်ရောင်းရမရောင်းရကိုတာဝန်ဆိုတဲ့အပိုင်းပေါ့နော်ညီနော်အဲ့အပိုင်းမှာကိုပိုင်စီးပွားရေးတစ်ခုကိုစားလုပ်တော့မယ်ဆိုရင်ကိုဆိုင်မှာဘာပစ္စည်းမှမရှိသေးဘူးကိုဆိုင်မှာပစ္စည်းတွေရောက်လာဖို့ဆိုအဲ့ဈေးကွက်နဲ့တက်ဆိုင်တဲ့နယ်ပယ်ကဆိုင်တွေမှာပစ္စည်းတွေလိုက်ဝယ်ရတယ်လိုက်ရှာရတယ်လိုက်စုပြီးတော့မှဝယ်ပြီးရောင်းရတာပေါ့နော်ညီရဲ့နော်ဆိုင်မှာပစ္စည်းတွေရောက်လာပြီဆိုလို့ရှိရင်အဲ့ပစ္စည်းတွေရောင်းထွက်ခြင်းမရောင်းထွက်ခြင်းဈေးကွက်နဲ့ကိုက်ညီခြင်းမကိုက်ညီခြင်းကဒီဝယ် YouTube ပေါ်မှာပဲအကုန်ခံရတာပါနော်ဝယ် YouTube ပေါ်မှာပဲအကုန်ခံရတာပါဒါဒီစီးပွားရေးလုပ်နေတဲ့နေရာမှာဒီပုံစံဒီတိုင်းပါပဲနော်ဒီတိုင်းပါပဲနော်ညီရဲ့နော်ဒါပေမဲ့အကိုစီမှာဆိုလို့ရှိရင်အဲ့ကိစ္စပါအကိုတာဝန်ယူပေးတယ်နော်ညီနော်ဘလို့တာဝန်ယူပေးလဲဆိုတော့အကိုစီကိုလာမွေကြတယ်အကိုပဲစီစဉ်ပေးပါကျမတို့ကတော့မသိဘူးရတယ်အကိုထည့်ပေးတာပဲယူသွားမယ်ဆိုတဲ့ဒူတွေဆိုလို့ရှိရင်အကိုပစ္စည်းတွေစီစဉ်ပြီးထည့်ပေးလိုက်တယ်ပစ္စည်းတွေကို15ရက်ကနေတလဂျားထဲမှာကြည့်အဲ့ပစ္စည်းတွေကိုဒီဂျားထဲမှာလာမေးတဲ့လူတောင်မရှိဆိုအဲ့ပစ္စည်းတွေကျွန်တော်စီပြဖို့ပါကျွန်တော်ငွေအပြည့်ပြန်ပေးပါပဲဆိုပြီးတော့တာဝန်ယူပြီးတော့ရောင်းပေးတာပါကြီးရနော်အဲ့ဒါတော့နံပါတ်1အချက်ပေါ့နော်ညီနံပါတ်2အချက်အကျွေးယူပြီးအတွန်းနဲ့လုပ်ရင်သွားပြီဆိုတဲ့ကိစ္စပေါ့နော်ညီနော်ညီအသေးချာမကြည့်လို့ဖြစ်ပါလိမ့်မယ်အကိုဝေါ်ထဲမှာဒီလုပ်ငန်းကိုစတင်ထူထောင်တဲ့အချိန်မှာအကျွေးယူပြီးတော့အတွန်းနဲ့ထူထောင်လို့လုံးဝမဖြစ်ပါဘူးဆိုတဲ့အကြောင်းအကိုဗီဒီယိုတင်ပေးထားဘူးပါတယ်နော်ဗီဒီယိုတင်ပေးထားဘူးပါတယ်ညီသွားရှာကြည့်တော့တွေ့မှာပါလို့နော်ညီနော်ဒါကတော့နံပါတ်2အချက်နံပါတ်3အချက်ဒိတ်ကြော်နေတာတို့စီကြီးစော်နန်နေတာတို့တာဝန်ယူမှုတာဝန်ခံမှုနဲ့လဲပေးလို့ရှိရင်တော့မစိုးပါဘူးဆိုတော့ညီရဲ့ရှေ့နံပါတ်1အချက်မှာတည်းကပါပါတယ်ညီရဲ့ဒိတ်မကြော်ဘူးစီကြီးစော်မနန်ရင်တော့မှဈေးကွက်နဲ့မကိုက်ဘူးဆိုတာနဲ့အကိုပြန်ပြီးယူလဲပေးတာပါညီရဲ့ဒိတ်ကြော်တဲ့ပစ္စည်းတွေစီကြီးစော်နန်နေဆိုတဲ့ပစ္စည်းတွေအကိုစီမှာမရှိဘူးရှိတယ်အဲ့ဒီပစ္စည်းတွေကိုအကိုလွတ်ပြတဲ့ဗီဒီယိုတွေအကို3-4ပုံမကတင်ထားပေးဘူးပါတယ်နော်ညီရဲ့3-4ပုံမကတင်ထားပေးဘူးပါတယ်ညီသွားရှာကြည့်တွေ့ပါလိမ့်မယ်နော်ညီရဲ့နော်အဲ့ဒါတော့နံပါတ်3အချက်ပေါ့နော်အဲ့4အချက်တန်သွားတာကတဲ့ရောင်းတဲ့သူဆိုတဲ့စကားကလုံးပေါ့နော်ညီနော်အဲ့စကားရက်ပေါ့အကိုဆိုင်မှာတင်တဲ့ပစ္စည်းတွေအမျက်ပါစင်းနဲ့ဘလောက်တင်နေဆိုတော့အကိုပြောပါတယ်အကိုပြတဲ့ဗီဒီယိုတွေရှိပါတယ်နော်ညီမတွေးလို့ပါအကိုဆိုင်မှာရှိနေတဲ့ပစ္စည်းကိုအကို 1% နဲ့ 2% ပဲအမျက်တင်တာနော် 1% နဲ့ 2% ပဲအမျက်တင်တာအဲ့ဒါမျိုးတွေစီစဉ်ပေးလို့ရှိရင်330ဝယ်တယ်ပေါ့ညီရဲ့330ကိုဝယ်သွားလို့ရှိရင်အကိုအမျက်ကဘလောက်ရလဲဆိုတော့အဲ့မှာ3000 4000လောက်ကိုရတယ်အဲ့ထဲမှာအလုသမားဈေးတွေစိုင်လေဘက်ကဈေးတွေနှုတ်ပြီးလို့ရှိရင်အကိုအတွက်ကျန်တဲ့အမျက်က1000တောင်မှမရှိပါဘူးနော်1000တောင်မှမရှိပါဘူးနော်ညီနော်ပြောတဲ့စကားလုံးပေါ့နော်တန်သွားတာစိုင်ရှင်ဘောဆိုတဲ့စကားလုံးကိုပြန်ပြောရမယ်ဆိုရင်တော့ညီအပေါ်မှာအကိုပေးထားတဲ့ဝန်ဆောင်မှုတွေနဲ့နှိုင်းယှဉ်ကြည့်ပြီးတော့အကိုရတဲ့အကျိုးအမြတ်နဲ့တန်လားမတန်လားဆိုတာညီးပါတာညီဆုံးဖြတ်ကြည့်ရင်သိမှာပါလို့နော်ညီနော်အကိုကတော့သိနေအောင်ဝင်ထအောင်ပါ